ဒီကိနာကျင်တာတို့အမာရွတ်ကြံခဲ့တာတို့အဲ့ဒါမျိုးဖြစ်မလားဆိုပြီးတော့စိတ်ထဲမှာတော့ပူရာရှိတယ်လေ့ကျင့်ခန်းဘာညာနဲ့အဲ့လိုမျိုးလှုပ်လို့ရမယ်ဆိုလို့ရှင်ဆက်ပြီးတော့ဒီဟာကိုနောက်ဒီလို injection တွေပါမထိုးဘဲနဲ့လေဒီပုံစံတိုင်းလေးပဲထိန်းသွားလို့ရမယ်ဆိုလို့ရှင်တော့ပို့ပြီးတော့ကြိုက်တာပေါ့နော်ကိုကိုလည်းပို့လာမယ်လို့ပို့ယုံကြည်လာတာပေါ့နော်ဆေးဘောနော် injection ထိုးမယ်ဆိုလို့ရှိရင်တော့နည်းနည်းအများတော့နာတက်ကြရပဲပေါ့နော်အဲ့လိုမျိုးဆိုတော့နည်းတော့ကြောက်တဲ့စိတ်လေးတော့ရှိတယ်ဒီလိုမျိုးထိုးသွားလို့side effect တွေပါတယ်များဖြစ်မလားပေါ့နော်နောက်ပြီးတော့ဖျားတာတို့ဘာလို့အဲ့လိုမျိုးတခုထိခိုက်နာကျင်တာတို့အမာရွတ်ကြံခဲ့တာတို့အဲ့လိုမျိုးဖြစ်မလားဆိုပြီးတော့စိတ်ထဲမှာတော့ပူရာရှိတယ်ဒါပေမဲ့တကယ်တမ်းလှုပ်ကြည့်လိုက်တဲ့အခါကျတော့အရင်ဆိုးဆိုးဝါးခံစားတာမျိုးမရှိတဲ့အတွက်ကြောင့်မလို့စိတ်ပူပဲမှု anxiety နည်းနည်းတော့ shortရော့သွားပါတယ်ဘလို့မှတော့အရင်မခံစားရတော့ကိုယ့်ရဲ့စိတ်ကကြတော့ဒီလိုမျိုးလေးအစီတွေရော့သွားခြင်းနဲ့စိတ်ကလည်းပါတဲ့အတွက်ကြောင့်မလို့ကိုယ့်ရင်ထဲမှာခြေနဲ့တယ်ပေါ့နော်အခက်ခဲရတော့ဘာမှမရှိပါဘူးမားတို့injection အဲ့လိုမျိုးစီဖြော်ရတာမထိုးခင်မှာသူတို့ထုံဆေးပေါ့နော်ထုံစည်းကျဲလေးလိမ့်ပြီးတော့45မိနစ်လောက်ထားပြီးတော့မှဒေါက်တာကဒီအစီရှိရဲ့နေရာလေးကိုinjection နဲ့ထိုးပေးတာပြီးသွားလို့ရှိရင်လည်းရေခဲနဲ့ကပ်ပေးတယ်ခဲနဲ့ကပ်ပြီးတော့နောက်အပူအပူလိုင်းလေးနဲ့ပြန်ပြီးတော့ဆေးကိုပျော်အောင်လို့ဆိုပြီးတော့ခြေပေးလိုက်တဲ့အတွက်ကြောင့်မလို့ဘာမှနာကျင်တာတွေမရှိတော့အိမ်ရောက်တော့တဲ့အခါလဲဘာမှမဖြစ်ဘူးရောင်နာတို့ဖျားတာတို့နာတို့မရှိပါဘူးအကုန်လုံးဆင်ပြေပါတယ်အမတော့တက်နိုင်တဲ့လောက်အစီအရီတိတ်ပြီးတော့မစားဘူးနောက်ပြီးတော့ဒီအစီတက်မဲ့ဥစ္စာမျိုးတွေကိုလျှော့တယ်နောက်လေ့ကျင့်ခန်းဘာညာနဲ့အဲ့လိုမျိုးလှုပ်လို့ရမယ်ဆိုလို့ရှင်ဆက်ပြီးတော့ဒီဟာကိုနောက်ဒီလို injection တွေပါမထိုးဘဲနဲ့လေဒီပုံစံတိုင်းလေးပဲထိန်းသွားလို့ရမယ်ဆိုလို့ရှင်တော့ပို့ပြီးတော့ကြိုက်တာပေါ့နော်ဆရာမကတော့ပြီးသွားလို့ရှင်ဒီဟာဖြည်းဖြည်းနဲ့တော့ပိုလှလာဖြည်းဖြည်းချင်းချမယ်ပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့ဒီဆေးထိုးရတဲ့နေရာလေးတွေကိုအကုန်လုံးmassage တွေပါတယ်လုပ်ပေးပါဆိုပြီး step တွေကိုပြောတဲ့အခါမှာအမအနေနဲ့ကိုလုံးဝconfidence လည်းရှိသွားတယ်ဒီဟာကတက်တောင့်တက်တာလည်းဖြစ်စေတဲ့အတွက်ကြောင့်မလို့စိတ်ပူပန်မှုတွေမရှိတဲ့အတွက်ကြောင့်မလို့ကိုလည်းပိုလာမယ်လို့ပိုယုံကြည်လာတာပေါ့နော်တဖြည်းဖြည်းချင်းတော့ကြာလာတယ်ဒေါက်တာတွေလည်းပြောတယ်ပေါ့နော်ချက်ချင်းတော့မဟုတ်ပေမဲ့တဖြည်းဖြည်းတော့အရင်တော့တဲ့ဆိုင်တော့စီကဖြည်းဖြည်းနဲ့ဒီနေရာလေးအဲ့လိုမျိုးလျှော့လာတယ်လို့ခံစားရတယ်မေးစီလေးနည်းနည်းအဲ့လိုပေါ့စီကြောက်ရတဲ့အခါမှာမေးစီထွက်လာတယ်အရင်တော့ငယ်တော့ပုံစံမျိုးလေးနေတော့နည်းနည်းလေးပြန်တူလာတယ်လို့တော့ခံစားရပါတယ်ငယ်ချင်းတွေပြောတာတော့ပို့ပြီးတော့ငယ်တဲ့ရုပ်ပြန်ပေါက်သွားတယ်ပေါ့နော်တချို့အပြင်မှာဘာတို့ပါတီတို့မှတွေးလို့ရှိရင်အသက်ခံမှန်းလို့ရှိရင်ဘယ်လောက်ထင်လဲဆိုလို့ရှိရင်35လောက်ရှိမှာပေါ့အဲ့လိုမျိုးတွေနည်းနည်းထင်တယ်အရင်တော့အဲ့လိုမျိုးမပြောကြဘူးဒီ treatment ပြီးသွားတဲ့အချိန်မှာသူတို့အသက်ကိုခံမှန်းတဲ့အခါမှာတော်တော်များများတော့ဟသွားတယ်လို့ကိုကယူဆရတယ်ပေါ့ကိုကတော့ရင်းပြောင်းလဲတယ်လို့ဆိုတော့ကိုတော့အဲ့လိုမျိုးတော့ရန်ကြီးတော့ proud မဖြစ်ဘူးဒါပေမဲ့ထူးခြားသွားတာတော့သိကြတယ်ကိုယ်စိတ်ထဲမှာတော့နည်းလေးကျေနပ်သွားတာပေါ့ကျေးဇူးတင်ပါတယ်လို့ဘာလို့လဲဆိုတော့ဒီလိုမျိုးမှာ campaign ထဲမှာဝင်ပြီးတော့ရှင်ပြိုင်ခွင့်ရတဲ့အတွက်ကြောင့်မလို့ကိုယ့်ဟာကိုယ်လည်းကိုလိုချင်တဲ့အနေအထားမျိုးလေးဖြစ်အောင်လုပ်ပေးလို့လည်းကျေးဇူးတင်တယ်ဒီမှာလေအကုန်လုံးဝန်ဆောင်မှုစေကန်းရဲ့ service လည်းအရင်ကောင်းပါတယ်ဆရာဝန်တွေရဲ့ service ကလည်းအရင်skillful ဖြစ်ပြီးတော့တခုဆိုလို့ရှိရင်ဘာမှယုံကြည်စိတ်ချလို့ရတယ်ပေါ့နော်။နောက်ကိုယ့်ရဲ့မျက်နှာအဲ့လိုမျိုးအမဲဆက်ပဲဖြစ်လေးစားပဲဖြစ်ဒီလိုမျိုးဒီ sofa တွေပါအကုန်လုံးလုပ်ချင်တဲ့အပြင်အကုန်လုံးဒီစေကန်းမှာယုံကြည်စိတ်ချသွားနဲ့လာပြီးတော့ကုသလို့ရပါတယ်လို့fully recommend ပေးပါတယ်။